ပါပြငါနာလာကြတော့အဝေးရပြောလို့မရဘူးလား ချစ်သူတွေ ဟောအတိလေ အကုန်းလေးတော့ဖယ်လို့မရ ရဟောကျွန်တော်တော့ပြငါချင်းကငါတော့ချစ်သူတွေချိုင်းတယ်ချင်းကငါတော့ စိတ်ကားတယ် အဲ့မှာဒန်းလေးတွေ့လားအဲ့ဒီဒန်းလေးမှာခုဘက်တစ်ကောင်ဒီဘက်တစ်ကောင်စိတ်ကိုစီးပွက်လေးနှစ်ကောင်ဝင်ခဲ့ ဇီးကွက်အစ်စ် ဟုတ်လေအယုတ်စီးပွက်လေးပေါ့ အိုးဖះကြီးမှာရောက်တဲ့အယုတ်ဇီးကွက်လေး ဟုတ်တယ် ဟောဝယ်ခဲ့ပြီ အဲ့ဒီစီးပွက်လေးတွေကတဲ့နှစ်ကောင်တူတူတွဲပြီးထားရတာတဲ့အဲ့တော့စီးပွက်လေးနှစ်ကောင်ကတစ်ကောင်ကအတူတစ်ကောင်ကနှင်းစီအဲ့ဒီအိဗယ်နဲ့အဲ့ဒီဒန်းလေးမှာထိထားမယ်နော် နင်းနဲ့ပါဆိုင်လို့နင်းနဲ့ပါဆိုင်လို့ဘာဖြစ်နေအောင်နင်းအဆိုးရမှာအကောင်ဝင်းနေရဘာဖြစ်အကောင်ဝင်းနေအော်အဲ့ဒါတက်တာ ပြန်ပြောတော့မယ် ရပြုတ်လိုက်ပြုတ်လိုက် အဲ့ဒါဘာ တကောင်အတူတကောင်ကနေစီအဲ့ဆိုရင်ဆုံးတွဲလေးပေါ့ညာအတူဝယ်ခဲ့ပါနော် တက် ပြီး တော့ တော့ လား နေရော ဟုတ်ကဲ့ ပြီးတော့လေဟိုဒီမှာလေပန်းလေးရှိပေမဲ့လေဒီပန်းလေးတွေကအတူနဲ့နဲ့ကိုယ်တိုင်စိုက်ထားတာဆိုတော့ကျင်းစီကမခုရဘူး အမှန်လေးပဲ အဲ့တော့သူကမန်းလေးမှာရှိတဲ့နှင်းစီပန်းကျောင်းဝိတ်ဘယ်ကဲ โอเคနေစီပန်းလေးဝယ်ခဲ့မယ်နေစီမှာလိုက်တဲ့ဇီးကွက်ဆုံးတွဲလေးလေးဝယ်ခဲ့မယ်နော်လုံးဝမမြင် တ ဘူး နခါတော့ရဲ့တနခါတော့လည်းပဲကြီးရဲ့မုတ်လည်းမဲရဲ့နော် တော့ခုရမှာတော့ဘယ်တော့မှပြော မုတ်ပဲကြီးကိုမင်းနေနေရ တယ်ငါတော့ဘယ်တော့တော့ တနခါအတုံးရ 80 စမ်းစင်းနဲ့ဝဲဝဲတော့ပါ တရားပေါ်နေတာလည်းမအောင် ရှိတယ်ကွာရှိတယ်ကွာပေါ့မယ်အချိန်လေးပေါ့ဘူးဒီကွာနိုင်ရပြီ ခုမနေ့ချမ်းနိုင်ရေပေါ်တာနော်စောင်းတော့ ည အဲ့ နေ ဒီ ည ကမှလည်း နေညနေ ညနေမလို့ကစတော့ပြန် ညနေ4နိုင်5နိုင်မှရောက်မှလေအဲ့တော့ အားလုံးဝယ်ရှိရဝယ်ပြီဆိုတော့လေနေစီရှိကိုအတူကရောက်လာခဲ့တယ်တကယ်ဆိုရင်အတူကနေစီရှိတဲ့နေရာကနေဘယ်ဟိုမှတဘောမှခွာကျင်တာမဟုတ် အဲ့ဒါဝေးတော့မယ်နေနေကဝေးတော့လည်းမယ်နေနေကနော်အခုပြန်လာတော့လည်းအိမ်ကြီးရောက်ကိုကြီးတွေဖြစ်နေပြီဒီလိုမျိုးဆော့လာဆော့ရလေ ညီလေး တော့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  ပတ်ပတ်ပြီးပါတော့နော် အဲ့တော့နေစီဒီဆိုင်နော်အိမ်လေးအိမ်လေးမထွက်နဲ့နော်အတူမရှိဆိုတော့စိတ်ပူတယ်နော်ဟိုကျမကြီးဒီဆိုင်နော် အချက်ပြူလို့ရောက်နေဒီလိုတွေ့နေလာပြီးအောင်လာရောက်နေလာမလာ စတော့ပြန်နေနော် သမီးလေးဆောင်နော် ဒီကစား စိတ်ချနော် ဆက်ကြ ပါမယ်လို့ အိုးဒီ ဟာအဲ့ဒါတော့ကွာ ဟိုစိတ်တော့နော်ပြီးတော့ဟိုအပြင်လေးရှုံသွားတယ်နော် တယ်မတော့နော် ဟိုအိမ်ထဲမှာနေနော်အတူပြန်လာမှလိုက်ပြီနော် ပြောပါမယ်အသိကိုရနော်ပါမယ်ဘာပစူရမှာ တော့တယ်နော် ဟုတ် ဒီဒီ လာရောက်မင်းပေါ်နေနော်ပေါ်နေနော်မသိဘူးနော်ကောင်းကလည်းပြောတာ ဒီတော့ဒီတော့ ကဲတော့ဘာလဲပြပြအထက်ပြောပြီးချက်ပြော